ဤမျိုးငှက်တွေရဲ့အပြင်ပန်းပုံစံကငှက်ကလာအုပ်နဲ့တူပါတယ်။ဒါပေမဲ့သူတို့ရဲ့စိတ်သဘောထားကတော့တိတ်မကောင်းလာပါဘူး။ပြီးတော့သူတို့ရဲ့စရိုက်ကနည်းနည်းကြောင်တောင်နိုင်ပါတယ်။အကြောင်းပြချက်မရှိဘဲဟိုပြေးဒီပြေးလို့ရတာကိုသဘောကျတယ်။ရိမ့်ရိုင်နဲ့လမ်းလျှောက်တက်ပြီးခေါင်းနဲ့ခြေထောက်ကတပြေးညီမရှိပါဘူး။သူကအရန်လဲနောက်ပြောင်တက်ပြီးတခြားတိရစ္ဆာန်တွေကိုစနောက်တက်ပါတယ်။ပြေးတဲ့အခါမှာလည်းပုံစံကတော်တော်လေးကိုစမ်းကြယ်ပါတယ်။ဤမျိုးငငယ်လေးတွေမှာအမဲနဲ့အဖြူရောင်အမွှေးတွေရှိပါတယ်။ကြည့်ရတာတိတ်မတည်ငြိမ်တဲ့ပုံပေါက်ပါတယ်။အရွယ်ရောက်လာတဲ့အခါအရက်1.8 မီတာအထိကြီးထွားနိုင်ပါတယ်။ဒါပေမဲ့သူကကြည့်ရတာဒါခန္ဓာကိုယ်ကြည့်တာပါ။တကယ်တမ်းကိုလေးချိန်ကပေါင်80ကျော်ပဲရှိပါတယ်။မူရင်းဒေတာကဩစတြေးလျဖြစ်ပြီးမိုးရွာသွန်းမှုကိုလိုက်ပြီးရွှေ့ပြောင်းပါတယ်။ဒီလိုခန္ဓာကိုယ်ပုံစံကပြေးလွှားနိုင်ဖို့အဆင်ပြေစေပါတယ်။အမြန်နှုန်းကတနာရီကိုကီလိုမီတာ80အထိပြေးနိုင်ပါတယ်။ဒါပေမဲ့တချို့အချိန်တွေမှာလူတွေနောက်ကဖြည်းဖြည်းလိုက်လျှောက်တယ်။တိရစ္ဆာန်ထိန်းချောင်းသူတွေဆိုရင်သူ့ရဲ့ချောင်းမြောင်းတိုက်ခိုက်တာခံရတတ်တယ်။ဒါပေမဲ့လက်ကိုဆန်းထုတ်လိုက်တာနဲ့သူကရက်သွားပါလိမ့်မယ်။သူနဲ့ဘောလုံးပြစ်တန်းကစားရင်သူ့ကိုဒေါသထွက်စေပါလိမ့်မယ်။ဘာလို့လဲဆိုတော့လက်မမီပဲအတောင်ပံလေးပဲရှိလို့ပါ။သူ့ကိုကြည့်ပါဦး။အပြင်မှာသူများပုံရိုက်နေရင်အလိုက်ကန်းဆိုးမသိဖြက်လာတတ်တဲ့လူတွေလိုပါပဲ။တင်ဆက်ဖီရိုက်လိုက်တာနဲ့သူကဖုံးရှိကိုအတင်းတိုးဝင်လာတတ်ပြီးဘလောက်ပဲအော်ထုတ်ပါစေလုံးဝကိုဖယ်မပေးတော့ပါဘူး